ဒီဟာဒီကျွန်တော်တို့ United ရဲ့ရလက်တွေကောင်းမွန်လာမှုမှာဒီအဓိကကစားသမားဖြစ်တယ်ဒီကစားသမားတစ်လေးကိုသမားဆန်နီလန်မန်းရဲ့အရေးပါမှုတွေကိုကျွန်တော်အနေနဲ့မေ့ထားလို့တော့မရဘူးပေါ့နော်ပြီးခဲ့တဲ့200ဒီလောက်မှာဒီအိုနာနာရဲ့လက်စွမ်းတွေကြောင့်ကျွန်တော်တို့အနေနဲ့စိတ်ပြတ်ခဲ့ရတယ်လို့ဒါပေမဲ့ဒီဟာဒီမှာအသေးရောက်လာတဲ့ကိုသမားလေးဆန်နီလန်မန်းရဲ့အရေးပါမှုတွေလက်စွမ်းပြမှုတွေကြောင့်ဒီအိုနာနာကိုတော့ကျွန်တော်တို့အနေနဲ့အမြန်ဆုံးမေ့နိုင်ပြီလို့ပြောရမှာပေါ့နော်ပြီးခဲ့တဲ့ Everton နဲ့ပွဲမှာဆိုလို့ရှိရင်လည်းဒီပြိုင်ပွဲအသင်းရဲ့အဓိကအန်ရပေးနိုင်တဲ့တေကန်ဘောတွေပေါ့နော်အမြင်ဘောတွေ set piece တွေကိုသူ့အနေနဲ့အကောင်းဆုံးလက်စွမ်းတီးတီးနီနီနဲ့ပုတ်ထုတ်ကာကွယ်သွားခဲ့တယ်လို့ပဲဒီနောက်တန်းကနေပြီးတော့လည်းအသင်းရဲ့ကစားသမားတွေကိုညွှန်ကြားချက်တွေပြုလုပ်ပြီးတော့သူ့အနေနဲ့ကစားသွားခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့လဲသူ့အနေနဲ့အဲ့ဒီပွဲမှာ clean sheet ရယူပြီးတော့ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားစုရရှိခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီ Everton နဲ့ပွဲမှာဆန်နယ်လမင်းရဲ့ဆွမ်းဆောင်ရည်ဆိုလို့ရှိရင်ဘောလုံးတိကျက်မှာဆိုလို့ရှိရင်သူ့အနေနဲ့40ကျော်ရှိခဲ့တယ်ပြီးလို့ရှိရင်ဂိုးပေါက်ကာကွယ်မှုက4ချိန်နဲ့အထက်ရှိခဲ့တယ်လို့ဘောလုံးပုတ်ထုတ်မှုမှာလည်း4ချိန်အထက်ရှိခဲ့တယ်ပြီးလို့ရှိရင်အမြင်ဘောဖမ်းယူမှုမှာဆိုလို့ရှိရင်လည်းဒါအမြင်ဘောဖမ်းတဲ့ချိန်မှာကိုယ့်လက်ထဲကိုမိမိရဖမ်းယူနိုင်တဲ့အလုံးနဲ့ဆိုလို့ရှိရင်လည်းနှလုံးနဲ့အထက်မှာသူ့အနေနဲ့ရှိခဲ့တယ်ဆိုတော့ဒီအချက်လက်တွေကြောင့်ပဲဆန်နီလန်မန်းကိုကျွန်တော်တို့အနေနဲ့အသင်းရဲ့အရေးပါတဲ့ကစားသမားဆိုတဲ့ခွန်ဘိုးကိုကျွန်တော်တို့အနေနဲ့ပေးရပြီပေါ့နော်ပြီးလို့ရှိရင်လည်းသူ့အနေနဲ့ဒီပွဲမှာ clean sheet ရယူခဲ့တယ်ဆိုတော့ဒီပွဲပြီးမှဆိုလို့ရှိရင်လည်းဆန်နီလန်မန်းကဘာတွေပြောခဲ့လဲဆိုလို့ရှိရင်တော့သူနဲ့သူ့ရဲ့ကစားသမားနောက်တန်း defensive ကစားသမားတွေကနေပြီးတော့ဒီတွင်းကိုတွေဒါအလွယ်တကူခွင့်မပြုခဲ့ဘူးတီတီနီနီနဲ့ကစားမယ်ဆိုလို့ရှိရင်ဒီအဝေးဝင်းမှာဒီသူတို့အနေနဲ့နိုင်ပွဲ United အနေနဲ့နိုင်ပွဲရနိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်လည်းခက်စစ်ကသူတို့အနေနဲ့အကောင်းမွန်ဆုံး ID Everton နဲ့ပွဲမှာဆော့ကစားခဲ့တယ်ဆိုပေမဲ့အကောင်းဆုံးခြေစွမ်းတော့မဟုတ်ခဲ့ဘူးပြီးတော့ဒီထက်ပိုပြီးတော့ကောင်းအောင်လည်းကစားသင့်တယ်ဆိုပြီးတော့ပြောသွားတယ်ပေါ့နော်နောက်ပြီးတော့ဒီ Everton အသင်းကကမ်းခတ်တဲ့အတင်သူတို့ရဲ့အိမ်ဝင်းမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့တေကန်ဘောတွေ set piece တွေတောင်းကန်ဘောတွေsecond ball တွေကနေတဆင့်ခက်ဘယ်လိုပြောမလဲပြိုင်ဘက်ကိုဒုက္ခပေးတဲ့အတင်းဆိုတာသူတို့အနေနဲ့မကန်ငင်ကနေပြီးတော့ကြိုတင်လေ့လာထားပြီးသားပေါ့နော်ပြီးလို့ရှိရင်လည်းအန်ရရှိတယ်ဆိုတော့သူတို့အနေနဲ့သိတယ်အဲ့ဒီအတွက်သူတို့အနေနဲ့ပို့ပြီးတော့ဟိုတတိထားပြီးတော့ဆော့ခဲ့တယ်ပေါ့နော်ပြီးလို့ရှိရင်လည်းဒီ United မှာဆော့ရတာကဒီပို့ပြီးဖိအားများတယ်ပေါ့နော်ဒါပေမဲ့ဟိုသူ့ရဲ့အရေးချင်းတွေကြောင့်ပဲသူအနေနဲ့အခုလိုမျိုးလက်စွမ်းတွေပြနိုင်ခဲ့တယ်ပြီးတော့သူ့ရဲ့စိတ်ကိုအမြဲတမ်းတည်တည်ငြိမ်ငြိမ်ထားပြီးတော့ဒီအသင်းဘော်တွေကိုအမြဲတမ်းကူညီပေးဖို့အဆင်သင့်ရှိတယ်ဆိုပြီးတော့ဒီဆန်နီလာမန်စ်ကဒီEverton နဲ့ပွဲပြီးမှသူအနေနဲ့ပြောသွားခဲ့ပေါ့နော်ဆိုတော့ Sunny Lemans က Everton နဲ့ပွဲမှာဆိုလို့ရှိရင် clean sheet ကရတဲ့တယ်လို့ရထိုက်တယ်လို့ပဲကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့သူအနေနဲ့အဓိကဟောပေါ့နော်ပွဲပြီးကန်နီးတွေပေါ့နော်ပွဲပြီးကန်နီးတွေမှာသူအနေနဲ့စေခဲ့တဲ့ပစ္စည်းတွေဆိုလို့ရှိရင်လည်းဘောလုံးပို့ထုတ်မှုက4ချိန်နဲ့အထက်ရှိခဲ့တဲ့အထက်မှာ2ချိန်လောက်ကတကယ် danger အလုံးတွေကိုသူအနေနဲ့ပုတ်ထုတ်ကာကွယ်ပြီးတော့ဒါအသင်းကိုတည်ကြမဲ့အခွင့်အရေးကနေပြီးတော့ပေါ့နော်သုံးမဲ့အပြည့်ရယူနိုင်အောင်စွမ်းဆောင်နိုင်ခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့လဲနီးပြမိုက်ကယ်ကာရက်ကပွဲပြီးမှဆိုလို့ရှိရင်လည်းသူ့ရဲ့ဂိုးသမားကိုသူကိုယ်တိုင်လည်းယုံကြည်တယ်ဂိုးသမားကလည်းဒီတည်ငြိမ်တဲ့ဂိုးသမားမျိုးပေါ့နော်ဒီလိုဂိုးသမားမျိုးသူတို့အနေနဲ့ရရှိထားရပေါ့နော်ပြီးတော့Sunny Lemans ကဒီအသင်းမှာဆိုလို့ရှိရင်လည်းတည်တည်ငြိမ်ငြိမ်နဲ့AACC နေတတ်တယ်ပေါ့နော်ဒါပေမဲ့အတည်ငြိမ်နဲ့ AACC နေတတ်တယ်ဆိုပေမဲ့လည်းဒီပွဲထဲမှာဆိုလို့ရှိရင်တော့သူ့အနေနဲ့ရှေ့ကခံစင်မှုတွေကိုကောင်းကောင်းမွန်မွန်အထောက်ပံ့ပေးနေပြီးတော့သူတို့အနေနဲ့ဟိုအဓိကအားထားတဲ့ကစားသမားဖြစ်ရှိနေပေးတယ်ဆိုပြီးတော့ပြောသွားတယ်ပေါ့နော်ဆိုတော့ Sunny Lemans အနေနဲ့ဒီမှာဆိုလို့ရှိရင်ဒီကျွန်တော်တို့ United ကိုAndre Onana အစာရောက်ရှိလာခဲ့ပြီးတော့ကောင်းမွန်တဲ့လက်စွမ်းပြပြီးတော့ပေါ့နော်ကျွန်တော်တို့ United အတွက်အမှတ်တွေရရှိနေအောင်စွမ်းဆောင်နိုင်ခဲ့တယ်ဒါပေမဲ့အဓိကရှေ့တန်းခံစစ်ကစားသမားတွေနောက်ပြီးအသင်းလိုက်ကစားပုံတွေမကောင်းဘူးဆိုလို့ရှိရင်တော့သူ့အနေနဲ့လက်စွမ်းပြဖို့အရာကပို့ပြီးတော့ခက်ခဲမယ်ပေါ့နော်ဒါပေမဲ့အသင်းလက်ကစားပုံကောင်းတယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့ကလက်စွမ်းပြပြီးတော့အသင်းအတွက်အများကြီးကူညီပေးနေတယ်ဆိုတာကိုလည်းကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်